မင်္ဂလာနံနက်ခင်းမှာဒီနေ့မှစပြီးအလုပ်ဆက်လုပ်တော့မယ်။ပထမဆုံးနားလည်ထားရမှာကအစားအသောက်တန့်ရှင်းမှုပါ။အလုပ်မစခင်အရေးကြီးဆုံးကတက်ရက်သူ့ညလက်စားပြီးလက်ကိုတက်ရက်စွာဆေးပါ။အလုပ်တကယ်မစခင်မှာတင်းအလုပ်အဝတ်အစားတွေကိုတက်ရက်ဝတ်ပါထို့နောက်မီးဖိုချောင်ထဲသို့မဝင်မီလက်ကိုစနစ်တကျဆေးကြောပါထို့နောက်မီးဖိုချောင်ထဲသို့မဝင်မီလက်ကိုစနစ်တကျဆေးကြောပါအဲဒီနောက်မှာတော့အောက်ပါလေ့ကျင့်ရေးဗီဒီယိုကိုကြည့်ရှုရမှာပါတလက်ဆေးခြင်းအကြောင်း2လက်ဆေးခြင်းဗီဒီယိုမြန်မာစာတန်းထိုးများ3.3တိတ်လျော်သောသူညတစားဆင်ရင်မှု4တခါ3လက်အိတ်များအကြောင်း5ဝန်ထမ်းကျန်းမာရေးစီမံခန့်ခွဲမှုနှင့်ဆက်လျင်း6တကိုယ်ရည်တန့်ရှင်းရေးစစ်ဆေးခြင်း9အလုပ်စတင်ချိန်တွင်အခြေခံတကိုယ်ရည်တန့်ရှင်းရေးစီမံခန့်ခွဲမှုခြုံငုံသုံးသပ်ချက်